ကြာစံကြောအရမ်းကြိုက်ပါတယ်ကြာစံကြောစားလို့ရှိရင်လည်းလေလွန်ကြီးနဲ့အဝါစားမှကျင်းတတ်ပါတယ်ကြာစံကြောကိုလည်းစီနည်းနည်းလေးနဲ့ဖြူဖြူလေးကိုပိုကြိုက်ပါတယ်စီမပါဘဲနဲ့ကြော်ထားတဲ့ဟာဆိုလို့ရှိရင်လည်းအများကြီးပိုစားနိုင်ပါတယ်ဒီနေ့မှာတော့ကိုဘာသာကိုကြော်စားဖြစ်တဲ့စီနည်းနည်းလေးနဲ့ကြော်တဲ့ကြာစံကြောနီးလေးကိုပြောပြပါမယ်အရင်ဆုံးကြာစံတွေကိုရေစိမ်ထားလိုက်ပါတယ်ပြီးသွားရင်တော့ကြာစံကြော်တဲ့ကိုထည့်ဖို့ကြက်ဥနှလုံးခောက်ထားလိုက်ပါတယ်ဒီရွက်တွေကိုလည်းလှီးပြီးတော့ဆေးထားလိုက်ပါတယ်ပြီးသွားရင်ကြက်ဥကြော်လိုက်ပါတယ်စီတဲကိုအရင်ဆုံးကြက်သွန်ပြူလေးထည့်ထားပါတယ်ပြီးသွားရင်အသီးရွက်တွေထည့်ပါတယ်လိုအပ်တဲ့စားတို့အချိုမုံတို့ကိုတစ်ခါတည်းထည့်ပါတယ်ဒီရွက်တွေကျက်သွားပြီဆိုရင်တော့ရေစိမ်ထားတဲ့ကြာစံတွေကိုတစ်ခါတည်းထည့်လိုက်ပါတယ်ပြီးသွားရင်တော့ခုနကကြော်ထားတဲ့ကြက်ဥကြော်တွေထည့်လိုက်ပါတယ်ကြာစံဒီအသီးရွက်တွေကြက်ဥတွေရောတော့အောင်မွေပြီးတော့ခဏနေတော့ချလိုက်ပါတယ်ကြာစံကြော်လေးကတော့ရသွားပါပြီစီနည်းနည်းလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ပြီးသွားရင်တော့ကြာစံကြော်နဲ့တွဲစားဖို့အချင်လေးလုပ်ပါမယ်ငရုတ်သီးစိမ့်ရဲ့ကြက်သွန်နီရဲ့တံမြာသီးလေးရဲ့အချင်နီလေးရဲ့ရောပြီးတော့စားလို့ရပါပြီ